လက်တစ်ဖက်မရှိတော့တဲ့မြောက်တကောင်ကဒေါ်တိုင်းထဲမှာဘလို့ရှင်တန်မလဲဒါရဲတွေပြည်နေတဲ့တောနက်ထဲမှာသူချက်ချင်းတည်သွားလိမ့်မယ်လို့တင်ထင်နေလားတကယ်တော့အဖြေကတင်ထင်ထားတာထက်ပိုပြီးအန်ယူဖို့ကောင်းပါတယ်ဒီဗီဒီယိုကိုပြီးအောင်ကြည့်လိုက်ပါဒေါ်တိုင်းတိရစ္ဆာန်တွေရဲ့ကဘာမှာရှင်တန်ဖို့ဆိုတာအင်အားကြီးဆုံးဖြစ်နေဖို့မလိုပါဘူးကြမ်းကြမ်းခံနိုင်စွမ်းရှိဖို့ပဲလိုတာပါဒေါ်ထဲမှာရန်သူတွေရဲ့တိုက်ခိုက်မှုမှုဆိုးတွေရဲ့ထောင်ချောက်တွေဒါမှမဟုတ်မတော်တဆမှုတွေကြောင့်လက်တစ်ဖက်ပြင်းပြင်းထန်ထန်တန်ရာရထားတဲ့မြောက်တွေကိုမကြာခဏတွေ့ရတတ်ပါတယ်အဲ့ဒီတန်ရာရနေတဲ့လက်ဟာဘယ်တော့မှပြန်ကောင်းမလာတော့ပဲလက်ချောင်းလေးတွေကောက်ကွေးပြီးတုံးမရတော့တဲ့အထိပျက်စီးသွားတတ်ပါတယ်ဒါပေမဲ့ဒီအန်းစရာကောင်းတဲ့တက်တော်တွေဟာအရှုံးပေးလိုက်ရိုးထုံးစံမရှိပါဘူးသူတို့ဟာကျန်တဲ့ခြေလက်သုံးဖက်တင်းနဲ့တစ်ပင်တက်ဖို့လက်တစ်ဖက်တင်းနဲ့အစာရှာဖို့စူးစမ်းပြီးပတ်ဝန်းကျင်နဲ့လက်ရောညီထွေဖြစ်အောင်နေထိုင်ကြပါတယ်ထူးခြားတဲ့ဟန်ချက်ညီမှုဉာဏ်ပညာနဲ့စိတ်သက်ခွန်အားကိုသုံးပြီးနေ့စဉ်စင်ခေါ်မှုတွေကိုကြော်ဖြတ်ကြပါတယ်ဒီကိုင်းတစ်ခုကနေတစ်ခုခုခုံကူးဖို့ပိုခက်ခဲသွားပြီးအစာရှာဖို့ပိုပင်ပန်းသွားပေမဲ့သူတို့ရဲ့ရှင်တန်လိုစိတ်ကတော့ဘယ်တော့မှမပျက်စီးသွားပါဘူးဒီလိုတန်ရာတွေနဲ့ပဲသူတို့ဟာအုပ်စုနဲ့အတူခီးဆက်ကြတဲ့တာသမီတွေကိုပြုစုပြောထောင်ပြီးနှစ်ပေါင်းများစွာဆက်လက်ရှင်တန်နေထိုင်ကြပါတယ်သူတို့ရဲ့ကိုယ်ပေါ်ကတန်ရာတွေကတဘာဝတရားကြီးဟာပြည့်စုံသူတွေကိုပဲဆူချတာမဟုတ်ကြောင်းသက်သေပြနေတာပါတဘာဝတရားကြီးဟာဘလို့ခက်ခဲပဲရှိရှိနောက်မဆုတ်တန်းတိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကိုပဲဆူချတာဖြစ်ပါတယ်အခက်ခဲတွေကိုအရှုံးမပေးတဲ့ဒီမြောက်ကလေးတွေစီကနေတင်ရောဘာသင်ခန်းစာရလိုက်လဲ comment မှာရေးပေးခဲ့ပါဦး